haven't you ba not the law PUA မတင်ဖြစ်ဘူးအတန်လဲနာနေရယ်ဒေါကင်းနဲ့ဟောတာအရင်များပြီးတော့အတန်နာနေရယ်အဲ့ဒါကြောင့် PU လေးခဏနားထားပါတော့အဲ့တော့ဒါဒီနေ့လုပ်ပေးမယ့် reading ကတစ်ဖက်သူနဲ့ဖေဖော်ဝါရီလမှာဘာဆက်ဖြစ်မလဲဘယ်လိုမျိုးကြီးကြုံရမလဲဖေဖော်ဝါရီလမှာတစ်ဖက်သူနဲ့ကိုယ်နဲ့ဘာဆက်ဖြစ်မလဲဘယ်လိုမျိုးကြီးကြုံရမလဲတစ်ဖက်သူကကိုယ့်စီကိုဘယ်လို action မျိုးကြီးယူလာမလဲuniverse ကမင်းတို့နှစ်ယောက်အတွက် message ပေါ့နော်ကိုရဲ့အတွေ့ရလူအာယုံပြုလိုက်တစ်ဖက်သူနဲ့မင်းနဲ့ပါဆက်ဖြစ်မလဲဒါပြီးကြမှာရှက်ပဲလုပ်တော့မယ်ကဲဟုတ်ပြီအဲ့တော့စိတ်ကလေးအေးထားပြီးတော့ကြည့်လိုက်ကြရအောင်နော်541 Three of Swords Ace of Pentacles The Hangman Two of Wands Eight of Cups Ace of Cups အဲ့တော့မင်းတို့နှစ်ယောက်ကြားမှာဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲဆိုတော့အခုမင်းတို့နှစ်ယောက်ပေါ့နော်နည်းနည်းလေးတော့အခြေအနေမဟန်အောင်နဲ့တူတယ်အဲ့တော့မင်းတို့နှစ်ယောက်ဖေဖော်ဝါရီလမှာပါဆက်ဖြစ်မလဲဆိုတော့ရန်ဖြစ်စကားများတာလေးတွေကြုံထပ်ပြောကြုံရမယ်။နော်တောင်းတဲ့ကြောက်အမြင်မတူတာတောင်းတဲ့ကြောက်သဘောထားကွဲလွဲတာမျိုးရန်ဖြစ်စကားများတာမျိုးသူ့ပေါ်မှာကိုကစိတ်မရှိတာမျိုးကိုယ့်ပေါ်မှာသူကစိတ်မရှိတာမျိုးနော်အဲ့လိုမျိုးလေးကြုံရမယ်နော်ဒါပေမဲ့ तू အဲ့လိုနော်ကြုံရလို့သူနဲ့ကိုယ်နဲ့ဒါရန်ဖြစ်စကားများပြဿနာတက်လို့သူနဲ့ကိုယ်နဲ့ပြတ်သွားမှလားဆိုလည်းမဟုတ်မပြတ်ဘူး connection ဒီတိုင်းမှာဆက်ရှိနေမယ်ရေစက်ကုန်တဲ့ connection မျိုးလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါပေမဲ့ဒါ waiting mood energy ပေါ့နော်ဒါသူနဲ့ကိုယ်နဲ့ကြားမှာဒါစောင့်ကြည့်နေတဲ့အနေထားပေါ့နော်မပြတ်ဘူးဒါပေမဲ့နားလည်မှုလွဲတာမျိုးသိလားဒီနှလုံးသားနာကျင်ရတဲ့ကိစ္စဒီသုံးဝက်ဆိုင်ကိစ္စလေးတွေနဲ့ကိုနှစ်ယောက်ကြားမှာစကားများရန်ဖြစ်ရတာပြဿနာတက်ရတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့ဒါမင်းကတော့အရင်အထက်ပို့ပြီးတော့ဒါသူနဲ့ပတ်သက်ပြီးတော့ let go ပေါ့နော်လက်လွတ်နိုင်သွားမယ်အရင်ကတော့သူ့ပေါ်မှာဒါစိတ်မနစ်ထားတော့ဘူးပေါ့နော်စိတ်မနစ်ထားတော့လက်လွတ်နိုင်သွားမယ်သူ့ဘက်ကမင်းစီကိုဒါကန်လန့်ချက် action တွေယူနေမှာပဲနော် maybe မင်းတို့နှစ်ယောက်စကားများရန်ဖြစ်အဆင်မပြေတာရှိနေပေမဲ့လည်းသူ့ဘက်ကတော့မင်းစီကိုကန်လန့်ချက်တွေရောလာနေအောင်ပါပဲနော်လုံးဝမင်းကိုပြစ်မသွားဘူးဆိုတဲ့ပုံစံမျိုးနော်ပြစ်တော့မသွားဘူးနော်ဒါပေမဲ့နှစ်ယောက်ပြက်လည်းမသွားဘူးပြက်လည်းမပြက်ဘူးပေါ့နော်အဲ့တော့ဒါ notice reading ကြည့်နေတဲ့သူတွေထဲမှာ no contact သမားလေးပါတယ်ဆိုရင်တော့သူစီကတစ်ဖက်သူစီကအဆက်အသွယ်တစ်ခုနော်တစ်ဖက်သူစီကဒါကန်လန့်ချက်တစ်ခုတစ်ဖက်သူစီက commitment တစ်ခုအဲ့လိုရတဲ့အနေအထားတစ်ခုထိတွားလို့ရမယ်တွားရနိုင်မယ်နော်အခုမင်းတို့နှစ်ယောက် relationship ကဘယ်လိုဖြစ်မလဲဆိုရင် February လမှာနော်ဒီလိုမျိုးစိတ်ဆိုးစိတ်ကောက်ရန်ဖြစ်စကားများကိစ္စလေးဖြစ်မှာဘာကြောင့်ဖြစ်တာလဲအရင်ကထပ်ပို့ပြီးအချစ်တွေပို့လာလို့အရင်တုန်းကလည်းမတူတော့ဘူးအခုကာလတော်တွင်မှာစိတ်မချတာမျိုးတဝင်းနေတိုးနေရမျိုးသိရမလားအဲ့လိုမျိုးပေါ့နော်သူ့ဘက်ကနော်ဘယ်လိုပြောရမလဲ commitment တစ်ခုပေါ့နော်ဒီမှာမြေတဲ့ energy ရနေဆို commitment နော်ခိုင်မာတဲ့ commitment တစ်ခုနဲ့သူမင်းစီကိုလာမှာမင်းစီကိုသူ့ရဲ့အချစ်တွေကိုထုတ်ပေါ်ပြသလာဖို့တော့ရှိတယ်ဒီလိုမျိုးစိတ်မရှိစိတ်ကောက်နော်ဒါနော်ဒါရန်ဖြစ်နော်နှလုံးသားရနာတောင်းတဲ့တယောက်ပြောဆိုအဲ့လိုပြောဆိုပေမဲ့လည်းအချစ်တွေရော့မသွားဘူးဒါအချစ်လွန်လို့ဖြစ်တဲ့အရာတွေလို့လာတာတွေမြင်တယ်ဒါပေမဲ့ဒီကာလမှာပေါ့နော်စိတ်ရှည်တီးခံရမယ်အဲ့အမှာဒီ connection ကရှစ်ဆက်သွားလို့အဆင်ပြေမယ်စိတ်ရှည်တီးခံရမယ်နော်ဒီမှာစိတ်မရှိမှုလေးရောတွေ့မယ်ကွာဒါပေမဲ့စိတ်ရှည်တီးခံရမယ်စောင့်ဆိုင်ရမယ်အဲ့လိုမှမင်းတို့နှစ်ယောက်ကခိုင်မာတဲ့ relationship တစ်ခုရမယ်သူကမင်းစီကိုအရင်ကထပ်ပို့ပြီးအချစ်တွေပို့ပြီးထုတ်ဖော်ပြသနိုင်မယ်ပြသလာနိုင်မဲ့ဒါဘယ်လိုပြောမလဲလာတလာပေါ့နော်အရင်ကတော့ तू ကကိုယ့်ပေါ်မှာမပြတ်မသားတွေကိုယ့်ပေါ်မှာချစ်တာလို့မချစ်တာလို့လှုပ်ထားတာတွေရှိရဆိုရင်ဒီလထဲမှာ तू ကကိုယ့်ကိုဒါသူ့ရဲ့အချစ်တွေပြောပြလာတာမျိုးနော် तू ကသူ့အချစ်ကိုမင်းသိအောင်ပေါ့နော်တနည်း तू ပြတတ်တဲ့နီးနဲ့အမင်းပေါ်မှာပြလာတာမျိုးဟုတ်ပြီနော်ဒါပေမဲ့ဒီ energy အရာပေါ့နော်စောင့်ဆိုင်စိတ်ရှည်တိခံမှပဲနှစ်ယောက်ကရှေ့ဆက်သွားလို့ရမယ်စောင့်ဆိုင်စိတ်မရှိအဲ့လိုမျိုးဒါ
တလွဲရဖြစ်တယ်ဆိုရင်တော့ဒီ connection ကတိတ်တော့အဆင်မပြေဘူးပေါ့နော်ဒါနည်းနည်း move on လုပ်ရမယ်ဆိုပုံစံမျိုးလေးဒါပေမဲ့ဘလိုအပ်နေနှစ်ယောက်ကြမှာပေါ့နော်စိတ်ဆိုးစိတ်ကရန်ဖြစ်နော်နာကျင်နာရရှိရဆိုပေမဲ့လည်းတနေ့တည်းအချက်ကတော့ရုံမသွားဘူးပြီးတော့ဒါနဲ့ toxic ဖြစ်နေမှာပါနော်ဖေဖော်ဝါရီလထဲမှာနည်းနည်း toxic energy လေးတော့ရတယ်။နာကျင်ရမယ့်ဒီ3ဘွဲဆိုင်နာကျင်ရမယ့်အရာလေးတော့ရှိတယ်။3ဘွဲဆိုင်နဲ့တစ်ဖက်သူကမပြည့်ပြတ်သေးရမှာဒါမှမဟုတ်ကိုယ့်ဘက်မှာတခြားဒီတပ်ပါတီအနောက်ရှက်ကိစ္စတွေရှိနေရမျိုးအဲ့တပ်ပါတီအနောက်ရှက်ကိစ္စကြောင့်နှစ်ယောက်တမစကားများရန်ဖြစ်ရတွေမကြာခဏဖြစ်တတ်တယ်ပေါ့နော်ဒီလတော်တွင်မှာဒါပေမဲ့မင်းတို့နှစ်ယောက်ကလုံးဝရေစက်ပြတ်သွားမှလားဆိုလည်းမဟုတ်ဘူးဒီလားဆက်ရှိနေမယ်နှုတ်ကွန်တက်သမားတွေဒီလထဲမှာအဆက်အသွယ်တရားပေါက်တစ်ဖက်သူစီကရနိုင်မယ်တစ်ဖက်သူစီက comment နော်ဒါမှမဟုတ်သူ့ရဲ့အချစ်တွေပြောပြလာနိုင်မယ်နော်ဒါတော့အကျုံးဝင်မှာပေါ့အဲ့အချစ်ရဲ့အရန်ကြီးတော့မစိုးပေါ့နော်ဒါဒီဖေဖော်ဝါရီလထဲမှာမင်းတို့နှစ်ယောက်ကဒီလိုလေးရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ဆက်သွားဖြစ်မယ်နော်ရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ဆက်သွားမှာနော်အပြောင်းလဲလေးတော့မင်းတို့နှစ်ယောက်ကြားမှာရှိတယ်စိတ်ရှိတိခံရမယ်တယောက်ကြောင့်လည်းချစ်ကြရတယ်ဒါပေမဲ့ toxic နည်းနည်းလေးဖြစ်နေမယ်အဲ့တော့ toxic မဖြစ်ချင်ဘူးဆိုရင်မလာရေးစိတ်ကပ်ပြီးနော်မနက်တိုင်းတောက်တော့ရေးတစ်ခွက်နော်မလာရေးစိတ်အမြဲတမ်းကပ်ပြီးဟုတ်ပြီနော်မလာရေးစိတ်ကပ်ပြီးဒီလာရမှာဖေဖော်ဝါရီလထဲမှာမလာရေးစိတ်ကပ်ပြီးရမယ်ကပ်ပြီးရမယ်နော်ဒါမကြည့်ချင်ဘူးကြည့်ရှင်တာဒီဥစ္စာကြည့်ရှင်တာဒါကြည့်ရှင်တာ Universe message မင်းတို့ညောက်တယ်နှစ်ယောက်ကြားမှာနော် romance energy လည်းရတယ်နော် romance energy အချစ်တွေပြည့်စုံတဲ့ energy လည်းရသလိုဒါအချစ်လွန်တဲ့အဲ့တစ်ဖက်မှာပေါ့နော်အချစ်လွန်တဲ့ energy လည်းရတယ်အညောက်သားတေချာလေးညှိယူကြမှာကျောင်းနဲ့ကြောက်ကြားမှာအထင်မြင်လွဲမှုနားလည်မှုလွဲရတွေဖြစ်တိုင်းတယ်နော်အဲ့တော့စကားအပြောဆိုစင်ကျင်စိတ်လက်မှန်ပါတယ်မပြောနဲ့ရင်ထဲမပါတဲ့စကားတွေမပြောနဲ့နော်ဒါ lavender ရဲ့ message ပေါ့နော်ခုနအခုဒါကြတော့ universe ရဲ့ message မဲ့လို rose square လေးဖေးဝိုင်လာမှာ lavender နော်ရောင်းပေးဖို့ရှိရဲ့အဆောင်မင်းတို့ညရဲ့ universe message universe ကမင်းတို့ညအတွက်ပါပေးထားတယ်ဒိန်နိုင်ဝါနော် get ready to be with and dine တဲ့အဲ့တော့ညသာစားဖြစ်တဲ့ date night လေးတစ်ခုပေါ့နော်မင်းတို့ညောက်ကြားမှာထပ်ပြောရှိလာအောင်မယ်အရင်ကလည်းမင်းတို့ညောက်ကြားမှာရှိရလို့မြင်တယ်အခုလည်းဒီ February လထဲမှာမင်းတို့ညောက်ကြားမှာဒါစုံတွဲရမှုတူညသာစားရမှု romance ဖြစ်တဲ့ညစာလေးပေါ့နော်ဒါညောက်ကြားမှာတွေ့ဆုံရမှုအချိန်လေးတွေဒါဖြစ်လာလိမ့်မယ်နော်ဖြစ်လာလိမ့်မယ်ဒီလား date night လေးပေါ့အဲ့ night ညတာစားရတာတော့ညမှာလို့ကားပတ်စီရတော့အရန် romance ဖြစ်တာအဲ့လိုလေးပဲနော်အဲ့လိုလေးပဲဒါဖြစ်လိမ့်မယ်မင်းတို့ညောက်ကြမှာ universe ကနော် universe ကမင်းတို့ညောက်အတွက် date night လေးတခုသူစီစဉ်ပေးထားရှိရယ်နော် enjoy vacation ဝါအဲ့တော့ you are traveling ဆိုလို့ပြောထားတယ်မင်းတို့နှစ်ယောက် vacation တခု trip ဖြစ်မယ် vacation တခု trip ဖြစ်မယ်နော်တူပေါ့နော်နှစ်ယောက်တူခရီးသွားဖြစ်တာမျိုးနော်နှစ်ယောက်တူဒါ date night လေးဒါဘယ်လိုပြောမလဲရှိလာတာမျိုးကြည်နူးလိုက်တာနော်ဖေဖော်ဝါရီလအချစ်လာပေါ့နော်ချစ်သူများနေ့လည်းရှိရဲဆိုတော့အချစ်လာ Aquarius season ဆိုတော့အဲ့ဂါလာဒီဖေဖော်ဝါရီတလလောမင်းတို့နှစ်ယောက်ကြားမှာ romance energy လေးရှိနေတယ်ဒီမှာလည်းရှိရနော်ဒီမှာလည်း universe ကလည်းမင်းတို့နှစ်ယောက်ကြားကိုဒါ romance ဖြစ်တဲ့အရာလေးစီစဉ်ပေးထားတဲ့သူကလေเนาะဒါပေမဲ့မင်းတို့ညောက်ကြားမှာရှိရဲ့ ego မင်းတို့ညောက်ကြားမှာရှိရဲ့မာနအဲ့ဒါကြီးကြောင့်နှစ်ယောက်ကြားမှာဒါစကားများရန်ဖြစ်တဲ့နားလည်မှုအထွင်လွဲမားတာလေးရှိကောင်းရှိနိုင်မယ်ဒါပေမဲ့လုံးဝပြည့်ပြတ်သွားတာမျိုးမဟုတ်အဲ့လိုမျိုးနားလည်မှုလွဲရတယ်တယောက်နဲ့တယောက်စိတ်ပြည့်လို့တယောက်နဲ့တယောက်စိတ်ကုန်လို့မဟုတ်အချင်းစုံလို့ဖြစ်တာမင်းတို့ညောက်ကြားမှာအဲ့လိုလေးဖြစ်မှာဒီလားเนาะtwin flame လေးတွေ energy ရပါလို့နော် union ရမယ်ဖေဖော်ဝါရီလမှာအဆက်အသွယ်တစ်ခုရလိမ့်မယ်နှုတ်ကုတ်နဲ့သမားတွေ separation သမားတွေတချို့ဒါ healing လုပ်နေတဲ့သူတွေလည်းဒါ heal ဖြစ်သွားမယ်ကို unconditional love ရသွားမယ်ဒါ intuition နဲ့ပြောနေတာနော်ကဲအဲ့တော့ဒါ universe ကမင်းတို့ညအတွက်ဒါ date night လေးရော vacation လေးရောဒါ season ပေးထားတယ်မင်းတို့ညခီးထွက်ဖြစ်တာမျိုးတူတူညသာစားဖြစ်တာမျိုးအဲ့လိုမျိုးလေးကြုံလိမ့်မယ် spy နော်အဲ့တော့တစ်ဖက်သူကမင်းတို့ဒါ spy လုပ်နေတယ်နော်တစ်ဖက်သူကမင်းကိုဒါ social media နဲ့ချောင်းကြည့်နေရမျိုးဒါမှမဟုတ်မင်းတို့ညောက်ကြားမှာရှိတဲ့မင်းတို့ညောက်
ကိုမနာလိုတဲ့သူကမင်းတို့ညကိုစောင့်ကြည့်နေရမျိုးအဲ့လိုမျိုးစပိုင်တယောက်တော့ရှိမယ်ပြီးတော့ comment တစ်ဖက်တော့မင်းကိုလုံးဝဒီကာလတော့တယ်မဒီမှာလဲပါရင်နော်လုံးဝ comment ပေးမှာ comment နော်ကိုအရင်တော့လိုချင်ခဲ့တဲ့အရာလိုချင်ခဲ့တဲ့သူကကိုပေါ်မှာဒါ social media မှာကိုအတွက် post တင်ပေးရမျိုးနော်လူကြီးစင်ကြားတွဲပြောတာမျိုးဒါမှမဟုတ်ဒါသူ့ရဲ့မိဘတွေနဲ့မိတ်ဆက်ပေးရမျိုးကိုတော့သူကကိုဒါ comment လေးတော့နော်ပေးလာဖို့ရှိရဲ့မင်းတို့ညောက်ကြမှာမနာလိုရဲသူကမင်းတို့ညောက်ကိုစောင့်ကြည့်နေရဲဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်သူ့ဘက်ကမင်းတို့ဒါစောင့်ကြည့်နေရဲဆိုတဲ့ပုံစံမျိုး no contact သမားတွေက no contact သမားတွေကြည့်နေရဲဆိုရင်တစ်ဖက်သူကမင်းအတွက်မင်းကို spy လုပ်နေရမျိုးမင်း social media မှာ spy လုပ်နေရမျိုးပေါ့နော်အဲ့လိုမျိုးအဲ့တော့အခုချိန်မှာကျွန်တော်တော့ distance ကျွန်တော်တမျိုးချာတနေစီဖြစ်နေရမျိုးပေါ့နော် areas ဖြစ်နေရမျိုးရှိမယ်ဒါပေမဲ့ဒီကာလတော့အတွင်းမှာစုံရဖို့ရှိတယ်နော်စုံရဖို့ရှိတယ် romance energy လေးရတယ် romance energy တခု universe ကဖန်တီးပေးထားတယ် comment ပေးတဲ့ comment ပေးကိုပေးလာမှာ universe ရဲ့ plan နေတာမင်းတို့နှစ်ယောက်ကြမှာအဲ့တော့ distance ဆိုရဲ့ခိုက်တဲ့မှာဒါဘယ်လိုပြောမလဲ you and your partner may be physically or emotionally distant အခုချိန်မှာတော့စိတ်ကတယောက်နဲ့တယောက်လေအရင်တော့ telepathy တအားရှိရဆုံးတွဲရတာမှာအခုချိန်မှာစိတ်ကတယောက်နဲ့တယောက်ဒါအရင်ဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကြာမှာနားလည်မှုမရှိတာမျိုးနောက်စိတ်ချင်းဝေးနေကြတာမျိုးဒါမှမဟုတ်လေဒါလူချင်းဝေးနေကြတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့ partner ကြားမှာရှိလာဖို့ရရှိရဒါမဲ့ဒါအခု areas တွေဆိုရင်အဲ့ဒါဘာမှမဖြစ်ဘူး areas မဟုတ်ဘူးဆိုတယောက်နဲ့တယောက်ဒါနည်းနည်းဝေးဖို့ရှိရပေါ့နော်ဝေးဖို့ရှိရဆိုတာမျိုးပြောင်မျိုးချားလေးပေါ့နော်အဲ့လိုစိတ်ချင်းဝေးနေရမျိုးစိတ်ချင်းဆက်သွယ်လို့မရတာမျိုးအဲ့လိုမျိုးလေးတော့ဖြစ်နေတတ်တယ်နော်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ reading လေးက short reading လေးပဲဖြစ်တယ်ဒီလောက်ပဲ February လမှာမင်းနဲ့သူနဲ့နော်ဒါနှစ်ယောက်ကအပြင်မှာတွေ့ဖြစ်ကြမှာပါအပြင်မှာတွေ့ဖြစ်မယ် union ရမယ် commitment ရမယ်ဒါပေမဲ့အနေငယ်ဒါအခုလက်ရှိတွဲနေတဲ့ partner union ရပြီးသားသူတွေကြောင့်အနေငယ်စိတ်မရှိစိတ်ဆိုးစိတ်ကောက်တာလေးဖြစ်မယ်ကြုံရမယ်ဒါပေမဲ့ခြုံပြီးတော့သုံးသပ်ရမယ်ဆိုရင်ကောင်းပါတယ်အရန်ကြီးဒါ pressure များတဲ့ အားတခု energy မရနိုင်ဘူးအစဉ်ပြေပြေသွားမဲ့ energy မျိုးပဲရနေအကောင်အဆိုးတော့ကြုံပါပဲဒီ February လထဲမှာဒါပေမဲ့သိမလား roller coaster စီးရတယ်လို့ပဲပေါ့နော်အနှိမ့်ပြီးတော့အမြင့်အနှိမ့်ပြီးတော့အမြင့်အဲ့လိုမျိုးလေးရောကြုံရမှာပေါ့နော်ဒါဘာပဲဖြစ်ဖြစ်အဲ့အနှိမ့်မြင့်ကြုံနေရလေကိုချစ်တဲ့သူနဲ့တူရှိနေရတယ်ဒုက္ခလည်းမမြင်ဘူးပေါ့နော်အဲ့ဒါနော်ကဲဟုတ်ပြီနော်အဲ့တော့ဒီနေ့ reading ဒီလောက်ပဲ bye bye နောက် reading မှာပြန်တွေ့မယ် energy check ပေးမယ်နော် bye bye